မင်္ဂလာပါကျမတို့မိဘတွေကတာသမီကိုအလုတ်စေချင်တယ်အလုတ်ခိုင်းချင်တယ်ဆိုရင်တားရေသမီးရေဒါအမေကိုဒါလေးလုတ်ပေးပါအောင်ဒီဟာလေးလုတ်လိုက်အောင်ဆိုပြီးခိုင်းတဲ့ချိန်မှာသူတို့စိတ်ထဲမှာကဒါကျမတို့အလုတ်မဟုတ်ပဲကျွန်တော်တို့ရဲ့အလုတ်မဟုတ်ဘူးအမေရဲ့အလုတ်ဆိုပြီးမှခေါင်းထဲမှာတွေးပါလာတဲ့ခါကျတော့ဒီအလုတ်လုပ်ရတာသူတို့အတွေ့မပျော်ဘူးမပျော်တဲ့ခါကျတော့ဒီအလုတ်လုပ်တဲ့ချိန်မှာသူတို့စကားတစ်ခုခုပြောရင်လည်းပြောမယ်မပြောရင်လည်းသူတို့မပျော်ရွှင်ဘဲနဲ့ဒီအလုတ်ကိုလုပ်မှာဖြစ်ပါတယ်ဒါကြောင့်မို့ကျမတို့အဖေအမေဖြစ်တဲ့လူကသားသမီးတွေကိုအလုတ်ခိုင်းရင်ဒါကတားနဲ့သမီးအတွက်အလုပ်ဟုတ်တယ်နေ့တိုင်းဒါမပြီးမချင်းပြီးအောင်လုပ်ရမယ်ဒါကတော့တားနဲ့သမီးလုပ်နိုင်တဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်မို့နေ့တိုင်းဒါကိုလုပ်ရမယ်ဆိုပြီးမှခိုင်းတဲ့ချိန်မှာသူတို့ခေါင်းထဲမှာသူတို့အသွေးထဲမှာကဒီအလုပ်ကကျွန်တော်တို့ကျမတို့လုပ်ရမယ့်အလုပ်ဒါမပြီးရင်ဆော့လို့မရဘူးဒါမပြီးရင်တခြားလုပ်လို့မရဘူးဆိုတာသူတို့သဘောပေါက်နားလည်လေတဲ့ခါကျတော့သူတို့ကဒီအလုပ်ကိုပျော်ရွှင်စွာမဲ့သူတို့ကလည်းလွတ်သွားနိုင်မှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကောင်းထဲမှာဒါကကုတာဝင်ကိုမလုပ်လို့ရှိရင်မပြီးဘူးဆိုရင်ဒါမပြီးရင်ကိုတခြားအလုပ်လုပ်လို့မရဘူးဆိုတာသူတို့နားလေထားလို့ဒါဒီလူမျိုးခိုင်းတာကသူတို့အတွက်လည်းပိုအဆင်ပြေတယ်အဖေအမေတွေအတွက်လည်းပိုပြီးမှအဆင်ပြေမှာဖြစ်ပါတယ်။ဒါမှပဲသူတို့ကသူတို့ရဲ့စိတ်ထဲမှာသူတို့ရဲ့အုံနောက်ထဲမှာတာဝန်ယူတတ်တဲ့စိတ်ကငငယ်ရဲရနဲ့ကျမတို့မိဘတွေကထည့်ပေးလိုက်တယ်လို့ဖြစ်လို့သူတို့ကြီးလာတဲ့ချိန်မှာလဲအလုပ်ပဲလုပ်လို့သူတို့ကတာဝန်ယူတတ်တဲ့စိတ်နဲ့သူတို့အလုပ်လုပ်သွားတယ်ဆိုရင်သူတို့ဘဝကတကယ်ကိုပျော်ရွှင်စွာနဲ့ပဲအလုပ်လုပ်သွားနိုင်တဲ့ခါကြတော့ဘဝလည်းအောင်မြင်လာမှာဖြစ်ပါတယ်ကျမတို့ကအလုပ်လုပ်လို့ရှိရင်မပျော်ရွှင်ဘဲနဲ့လုပ်တဲ့အလုပ်နဲ့ပျော်ရွှင်ပြီးမှလုပ်တဲ့အလုပ်ကအောင်မြင်ခြင်းကမတူဘူးပြီးသွားတာကပြီးသွားတာပဲဒါပေမဲ့ပျော်ရွှင်ပြီးမှလုပ်တဲ့အလုပ်နဲ့စိတ်မပျော်ရွှင်ဘဲလုပ်တဲ့အလုပ်ကပြီးသွားတာကွာခြားတာတွေအများကြီးရှိပါတယ်ပြောင်းနောက်တစ်ခုကကျမတို့မိဘတွေကကလေးတွေကချော်လေးတယ်တစ်ခုခုနဲ့တိုက်ပြီးမှချော်လေးတယ်ပြီးတော့ကလေးတွေကငိုတယ်ဆိုရင်ကျမတို့များတော့အဖြစ်တော့မိသားစုတွေကဘာလုပ်ကြသလဲဆိုတော့ဥပမာစပိန်နဲ့လေးတယ်ဆိုရင်စပိန်ကိုရိုက်တယ်ဘာဖြစ်လို့သားကိုလေးခိုင်းတယ်လဲဘာဖြစ်လို့သမီးကိုလေးခိုင်းတယ်လဲဆိုပြီးမှအဲ့လိုမျိုးတွေလုပ်တယ်တခုခုမှတိုက်ပြီးမှချော်လဲရင်လဲဥပမာစပွဲ